ဆရာဝန်မလေးတဦးဟာပုံမှန်အတိုင်းပဲခွဲစိတ်မှုတစ်ခုကိုပြုလုပ်နေခဲ့ပါတယ်။ဒါပေမဲ့သူမသတိမထားမိပဲခွဲစိတ်ကတင်ပေါ်မှာရောက်နေတဲ့လူနာဟာတကယ်တော့လွန်ခဲ့တဲ့6နှစ်ကလမ်းခွဲခဲ့တဲ့သူမရဲ့ရည်စားဟောင်းဖြစ်နေကြတာပါ။ဒီလိုမထင်မှတ်ပဲပြန်လည်ဆုံတွေ့ရတာဟာကံကြမ္မာရဲ့အလှည့်ပြောင်းတစ်ခုလိုပါပဲ။ရည်စားဟောင်းရဲ့ခန္ဓာကိုယ်ပေါ်ကကြောက်မက်ဖွယ်တန်ရာတွေကိုမြင်လိုက်ရတဲ့အခါဆရာဝန်မလေးဟာအလွန်စိုးရိမ်ပူပန်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအတူလုပ်ဖို့ကိုင်ဘက်ကခွဲစိတ်မှုကိုဆက်လက်လုပ်ဆောင်ဖို့သတိပေးခဲ့တာကြောင့်သူမဟာစိတ်ကိုပြန်လည်ထိန်းချုပ်ပြီးခွဲစိတ်မှုကိုကျွမ်းကျင်ပိုင်နိုင်စွာနဲ့အောင်မြင်အောင်ပြီးဆုံးစေခဲ့ပါတယ်။လူနာရဲ့အခြေအနေကစိုးရိမ်ရတဲ့အနေအထားမှာရှိနေပေမဲ့လည်းဆရာဝန်မလေးရဲ့ထူးချွန်တဲ့လက်ရာကြောင့်ခွဲစိတ်မှုဟာအောင်မြင်သွားခဲ့ပါတယ်။သူမစိတ်အနှဲငယ်တက်တာရသွားတဲ့အချိန်မှာပဲလုပ်ဖို့ကိုင်ဘက်ကသူမရဲ့ရည်စားဟောင်းဟာအခုဆိုရင်အလွန်ရက်ဆက်ပြီးအန္တရာယ်များတဲ့မာဖီးယားဂိုဏ်းချုပ်တဦးဖြစ်နေပြီလို့ပြောပြခဲ့ပါတယ်။ဒါတွေမကသေးပဲအံ့ဩစရာတွေကဆက်ရှိနေပါသေးတယ်ခဏအကြာမှာတော့အမျိုးသမီးတဦးအလောတကြီးရောက်ရှိလာပြီးလူနာရဲ့အခြေအနေကိုစိုးရိမ်တကြီးမြင်မြန်ခဲ့ပါတယ်လူနာဘေးကင်းပြီဆိုတာသိလိုက်ရတဲ့အခါသူမဟာစိတ်သက်သာရသွားပြီးဆရာဝန်မလေးရဲ့နာမည်ကိုမေးခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်မလေးရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာဟာဖြူဖြောသွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆရာဝန်မလေးဟာအဲ့ဒီအမျိုးသားရဲ့ပထမဆုံးအချစ်ဦးဖြစ်နေခဲ့လို့ပါပဲဒီစကားကိုကြားလိုက်ရတဲ့အခါဘေးကလုတ်ဖို့ကိုင်ဖက်တွေကအံ့ဩသွားကြပေမဲ့ဆရာဝန်မလေးကတော့ဒါတွေကအတိတ်ကအရာတွေပါတို့နှစ်ယောက်ကြားမှာဘာမှမရှိတော့ပါဘူးလို့အေးဆက်ဆက်ပဲပြန်ပြောခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကဆရာဝန်မလေးကိုပိုပြီးစိတ်ထိခိုက်စေမဲ့စကားတစ်ခုကိုပြောလိုက်ပါသေးတယ်သူကနင်ကသူ့မုန်းဆုံးမိမပဲနင့်ကိုမေ့ပြစ်နိုင်ဘူးသူ့အရာရာကိုလုပ်ခဲ့တာလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်ဆရာဝန်မလေးဟာအလွန်စိတ်မကောင်းဖြစ်သွားပြီးရီးစားဟောင်းကပဲဒီစကားတွေကိုကိုယ်တိုင်ပြောခဲ့တာလားဆိုတာအတည်ပြုဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကလည်းဟုတ်ပါတယ်လို့ချက်ချင်းပြန်ဖြေပြီးမကြသေးခင်ကတင်တယောက်ကဆရာဝန်မလေးရဲ့နာမည်ကိုပြောလိုက်မိလို့သူဒေါသကြီးဖြစ်သွားခဲ့ကြောင်းသူ့ရှေ့မှာဘယ်သူမှဒီနာမည်ကိုမပြောရဘူးလို့တားမြစ်ထားကြောင်းထပ်ပြောခဲ့ပါတယ်ဒီစကားလုံးတွေကြောင့်ဆရာဝန်မလေးဟာရင်ထဲမှာအလွန်ခံစားသွားရပါတယ်အဲ့ဒီအမျိုးသမီးဟာမထွက်ခွာခင်မှာနင်သူ့အသက်ကိုကယ်ခဲ့ရုံနဲ့နင်တို့နှစ်ယောက်ကြားမှာဘာမှပြန်ဖြစ်လာမှာမဟုတ်ဘူးနင်ကသူနဲ့မတန်ဘူးလို့တတိပေးစကားပြောခဲ့ပါသေးတယ်ဆရာဝန်မလေးကတော့တက်ပြင်းချရင်နင်နားလည်မှုလွဲနေတာပါလို့ပြောပြီးသူမနဲ့အဲ့ဒီအမျိုးသားကဘာပတ်သက်လဲလို့ပြန်မေးခဲ့ပါတယ်အဲ့ဒီအခါမှာတော့အမျိုးသမီးကဂုံယူဝင်ကြွားစွာနဲ့ပဲငါကသူ့ရဲ့ဇနီးပါလို့ပြောလိုက်ပါတော့တယ်ဒီစကားကိုကြားလိုက်ရတဲ့အခါဆရာဝန်မလေးရဲ့မျက်ဝန်းထဲကမျောလင့်ချက်အလင်းရောင်တွေဟာလုံးဝပျောက်ကွယ်သွားခဲ့ရပါတယ်ဒါပေမဲ့သူမဟာဟန်ဆောင်ပြုံးပြပြီးသူတို့ဇနီးမောင်နှံကိုစုမုံကောင်းတောင်းပေးခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကလည်းသူတို့မှာကလေးနှစ်ယောက်တောင်ရှိနေပြီလို့ထပ်မံကြွားဝါပြီးပျော်ရွှင်စွာထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်မလေးမသိတာကတော့သူမရဲ့ရည်စားဟောင်းဟာသူမအပေါ်တန်ရောစင်ရှိနေစေဖြစ်တယ်ဆိုတာပါပဲနောက်တစ်နေ့လူနာသတင်းမေးတဲ့အချိန်မှာဆရာဝန်မလေးဟာလူနာခန်းထဲကိုဝင်သွားတဲ့အခါရည်စားဟောင်းဟာနာကျင်မှုတွေကြောင့်ချွေးရွှဲနေတာကိုတွေ့ရပါတယ်ဒါကြောင့်သူမကချွေးတုပ်ပေးဖို့ကြိုးစားတဲ့အခါမှာတော့တတိမင်းမျောနေတဲ့ရည်စားဟောင်းကသူမရဲ့လက်ကိုအမိအယဆုပ်ကင်လိုက်ပါတော့တယ်ဆရာဝန်မလေးဟာလန့်သွားပြီးလက်ကိုချက်ချင်းယုံထွက်ခဲ့ပေမဲ့အဲ့ဒီအမျိုးသားကတော့တတိမရပဲအိပ်ပျော်နေစေပါဆရာဝန်မလေးဟာစိတ်ရှုပ်ထွေးစွာနဲ့ပဲအခန်းထဲကနေထွက်ခွာသွားခဲ့ပါတယ်သူမမသိလိုက်တာကတော့အိပ်ပျော်နေတဲ့အမျိုးသားဟာသူမရဲ့နာမည်ကိုတတွတ်တွတ်ရေးရွေးရင်းမျက်ရည်တွေစီးကျနေခဲ့တာပဲဖြစ်ပါတယ်